အပိုင်း3နယ်စပ်ဒေသ၏ကျန်းနန်းသောစစ်သူရဲမူလဇက်ကောင်နဲ့တွေ့ဆုံတဲ့အရေးကြီးဖြစ်ရပ်ကိုတနည်းနည်းနဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့ငါနဲ့ဂီကလင်ဒီဖြစ်ပေမဲ့ဒီနေ့ဆိုတာမပြီးသေးဘူးနောက်ထပ် turning point လို့ပြောလို့ရတဲ့ဖြစ်ရပ်တစ်ခုထပ်မံရှိနေတယ်။တန်ရှင်းသူပွဲတော့အခမ်းအနားပြီးနောက်ပြုလုပ်မဲ့ညစာစားပွဲအဲ့ဒီနေရာမှာလဲဂီကလင်ဒီကိုစမ်းသပ်မှုတစ်ခုစောင့်နေတယ်။အဲ့ဒီစမ်းသပ်မှုကတော့လူအများနဲ့စကားပြောရခြင်းဖြစ်တယ်ထို့အပြင်သူမကြိုက်တဲ့လူတွေနဲ့အချိန်ရှည်ကြာအတူရှိရမယ်။ဒီလိုပြောလိုက်ရင်အရေးမကြီးသလိုထင်နိုင်ပေမဲ့စဉ်းစားကြည့်ပါကိုအလွန်မကြိုက်တဲ့အရာကိုကိုအလွန်မကြိုက်တဲ့လူတွေနဲ့အတူလုပ်ရမယ်ဆိုရင်ဘလောက်စိတ်ဖိစီးမှုများမလဲဆိုတာညစာစားပွဲကလည်းအချိန်ရှည်ကြာတယ်အလဲမှာထွက်ခွာဖို့လည်းမလွယ်ဘူးစကားမပြောတတ်တဲ့ဂီကလင်ဒီအတွက်တော့အဲ့ဒီအချိန်ဟာတကယ်ကိုနှိပ်စက်ခံနေရတယ်လို့ပါပဲဒါပေမဲ့ငါဝိညာဉ်ကိုတက်တည်ထားပြီးပြောမယ်ဂီကလင်ဒီကိုဒီလိုမခံစားစေရဘူးအကယ်၍အနာဂတ်မှာသူမကတွေးထွက်တယ်လို့အနာရမယ်ဆိုရင်အဲ့ဒီနေရာမှာငါကပဲအစားထိုးခံမယ်ငါတည်သွားရင်တော့ထပ်မံထွက်ပြီးကာကွယ်မယ်ဂီကလင်ဒီကိုကာကွယ်ရင်သူမရဲ့လူမှုဆက်ဆံရေးကိုတိစောက်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာလဲငါစဉ်းစားပြီးသားအဲ့ဒါကတော့ Wall Strategy တကယ်လက်တွေ့မှာဆိုရင်ဂီကလင်ဒီကိုချင်းကပ်လာတဲ့မတင်တော်တဲ့သူတိုင်းရှေ့မှာငါကနယံတစ်ခုလိုရက်တည်မယ်စကားရှိရှိပြောဖို့စ조사လာရင်ဖိအားပေးပြီးပြန်လှန်မယ်မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေကိုတော့အနည်းမကပ်ခွင့်မပေးဘူးရိုးရှင်းပေမဲ့ထိရောက်တဲ့နီလန်းတစ်ခုလို့ငါယုံကြည်တယ်သို့တော်လူကိုရွေးမယ်မကောင်းမှုမရှိတဲ့သူသို့မဟုတ်ဂီကလင်ဒီကိုချစ်ခင်တဲ့သူဆိုရင်ခွင့်ပြုမယ်ကောင်းတဲ့ဓာတ်တလက်ကမြည်သည့်အရာကိုဖျက်ရမယ်ဆိုတာကိုရွေးချယ်သလိုကောင်းတဲ့နေရန်တစ်ခုလည်းဘသူကိုတားမလဲဆိုတာကိုရွေးချယ်တတ်ရမယ်အခုအချိန်ထိတော့ဒီ Wall Strategy ကအတော်လေးအောင်မြင်နေတယ်ညစာစားပွဲစတင်ပြီး2 နာရီခန့်ကြာလာပြီးဂီကလင်ဒီမှာတခါတောင်သူမရဲ့ခေါင်းကိုက်ယောဂမဖြစ်သေးဘူးအဲ့ဒါကသူမရဲ့စိတ်ဖိစီးမှုကိုငါလျှော့ချပေးနိုင်နေတယ်ဆိုတဲ့သက်သေပါပဲဒီလိုချိန်တွေမှာပဲအဲ့ရဲ့မကောင်းသူလိုမျက်နှာပုံစံနဲ့ကျောင်းမှာရခဲ့တဲ့ကျန်းတန်းသောစစ်သူရဲဆိုတဲ့နာမည်ဆိုးကအတုံးဝင်လာတဲ့ထို့အပြင်ဂီကလင်ဒီမှာလုံးဝတငယ်ချင်းမရှိတာတော့မဟုတ်ဘူးစာဖတ်ချင်းကိုမျှဝေတဲ့မိတ်ဆွေတဦးမျိုးစင်မင်းသမီးနဲ့ပြောနေချိန်မှာသူမပျော်ရွှင်နေတယ်အဲ့ဒီအပြုံးဒီနန်းတော်တွေကဘလိုဘန်နာတွေကိုစုပေါင်းထားပါစေဂီကလင်ဒီရဲ့အပြုံးနဲ့နှိုင်းရှင်ရင်တရားမှာတတောင်မတန်ဘူးဒီလိုစဉ်းစားနေချိန်မှာပဲဂီကလင်ဒီကငါ့ကိုခေါ်လိုက်တယ်နောက်လှည့်ကြည့်လိုက်တော့ဟဲနတ်သမီးလားထင်သွားတယ်အလှပြင်ထားတဲ့သူမရဲ့မျက်နှာကတောက်ပလုံးပြီးသူမရဲ့သပင်နဲ့ကိုက်ညီတဲ့အနီရောင်ဝတ်စုံကမီးလိုတောက်လောင်နေတဲ့နေရောင်နဲ့မင်းမတောင်ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင်ဂီကလင်ဒီရဲ့ရှေ့မှာမျက်နှာဖုံးပြီးဝက်နေမှာပဲဒီလိုလှပတဲ့မင်းသမီးကိုဘေးမှာရက်နေစေခြင်းကလူသားမျိုးနွယ်အတွက်တကယ်ကိုဆုံးရှုံးမှုကြီးတစ်ခုပါပဲငါသူမရဲ့အဆောင်မဟုတ်ဘူးဆိုရင်အရင်ဆုံးသူမကိုကောက်ခုံဖို့ဖိတ်မိမယ်သူမကဒီလိုပွဲတွေကိုမကြိုက်တာသိပေမဲ့ငါသူမနဲ့ကောက်ခုံခဲ့မယ်လူတွေအတွက်ကောင်းဖို့အတွက်ပါအာဟုတ်ပါတယ်ဘာဖြစ်ပါတလဲဂီကလင်ဒီရှင်မဟုတ်ဘူးဒီလိုကြည့်မိနေတယ်ဆိုတာမဖြစ်ဘူးငါအဆောင်အဖြစ်အလုပ်ကိုတေချာလုပ်ရမယ်မကြခင်ထွက်ခွာလို့ရပါပြီဟုတ်ပါတယ်အခုလောက်ဆိုလုံလောက်ပါပြီအဲ့ဒီမတိုင်ခင်ခဏနားလိုက်ပါနားလည်ပြီး2 နာရီလောက်မတက်ရက်နေပြီးသားမို့နည်းနည်းအနားယူပြီးအစားစားဖို့ပြောတာပဲဒီတခါတော့အတော်လေးနားလည်လွယ်သွားခဲ့တယ်ဒါပေမဲ့အဆောင်အဖြစ်ဂီကလင်ဒီရဲ့ဘေးကနေထွက်သွားလို့မရဘူးမဟုတ်လားကျမပြဿနာမရှိပါဘူးနားလည်ပါပြီငါအတွေးတွေနဲ့လှည့်လည်နေတော့သူမကလက်တင်ပေးလိုက်တယ်လို့ဖြစ်သွားတယ်အခုတော့ဧည့်သည်အများစုပြန်သွားကြပြီးသားကြည့်လိုက်ရင်အန်ဒီရဲ့ဖြစ်နိုင်တဲ့သူတွေလည်းမတွေ့ရဘူးဒီတခါတော့သူမပြောတာကိုလက်ခံလိုက်ရမယ်ထင်တယ်အလွန်မင်းကာကွယ်နေခြင်းကလည်းဇီကလင်ဒီအတွက်မကောင်းဘူးဒီလိုနဲ့ငါကခဏလောက်သူမဘေးကနေခွာပြီးအစားအသောက်တင်ထားတဲ့စပွဲဘက်ကိုသွားလိုက်တယ်ဟင်းအများစုကအေးသွားပြီးသားပဲဒါပေမဲ့နန်းတော်ကစီစဉ်ထားတဲ့ညစာပွဲဆိုတော့အရသာကအရန်ကောင်းပြီးပြင်ဆင်ပုံလဲအလွန်လှတယ်ဒါပေမဲ့အစားအသောက်နဲ့အရက်တွေဆိုတာဘယ်သူနဲ့ဘယ်လိုစားတော့မလဲဆိုတာကပိုရေးကြီးတယ်ဘလောက်ကောင်းတဲ့ဟင်းပဲဖြစ်ဖြစ်မကြိုက်တဲ့လူနဲ့စိတ်မသက်မသာအခြေအနေမှာစားရရင်အရသာမရှိသလိုဖြစ်သွားတတ်တယ်ဒီအချက်ကိုစဉ်းစားမိရင်ဂီကလင်ဒီရဲ့နန်းတော်တွေကနေ့စဉ်ဘဝကိုတွေးပြီးစိတ်မကောင်းဖြစ်မိတယ်ဒီမျိုးတော်မှာသူမအတွက်စိတ်အေးချမ်းနိုင်တဲ့အချိန်ဆိုတာမရှိသလိုပါပဲလက်ရှိမျိုးတော်အော်ဒီဆိုအားဟာကြာရှည်နေတဲ့ AK စစ် Cold War တခုအတွင်းရှိနေတဲ့အကြောင်းရင်းကရိုးရှင်းတယ်ဘရင်မရှိတော့တာနဲ့စက္ကန့်မဲ့သူအတွက်အဖွဲ့အစည်းတွေကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ပါ1596ခုနှစ်အချိန်မှာအိုဒင်ပေါင်းစည်းအင်ပါယာရဲ့ဘရင်ရာထူးဟာလွတ်နေဆဲဖြစ်တယ်မတိုင်ခင်ဘရင်ဘော်တော်6ဆုံးပါသွားပြီးကတည်းက3နှစ်တိုင်ဒီလိုပဲဖြစ်နေခဲ့တယ်ပုံမှန်ဆိုရင်ဘရင်ဆုံးသွားတာနဲ့အမွေဆက်ခံသူချက်ချင်းတက်ရောက်ရမှာပဲဒါပေမဲ့အရင်ဘရင်ကအမွေဆက်ခံသူမရွေးခဲ့သလိုစာရွက်စာတမ်းအနေနဲ့လည်းအမွေဆက်ခံမှုအကြောင်းမထားခဲ့ဘူးအကြောင်းရင်းတစ်ခုတော့ရှိတယ်ဒါပေမဲ့အရေးကြီးတာကဘသူကဒီအမြင့်ဆုံးယာရုကိုယူရမယ်ဆိုတာမသက်မှတ်ထားခြင်းပဲဇလန်းစတင်ချိန်မှာလည်းအခြေအနေကတူတူပဲဇလန်းမှာတော့တန်ရှင်းသူမိန်းကလေးနဲ့အချစ်ဇလန်းကိုအဓိကပြထားပေမဲ့အနောက်ဘက်မှာတော့ဘရင်ယာရုအတွက်နိုင်မလားမနိုင်ဘူးလားဆိုတဲ့နိုင်ငံရေးတိုက်ပွဲတွေပြင်းထန်နေခဲ့တယ်ဒီတိုက်ပွဲကနေမနိုင်ဘူးဂီကလင်ဒီကစက္ကန့်ခွင်ကိုလက်လွတ်လိုက်တယ်ဆိုရင်တောင်
အသက်ရှင်နေဖို့အတွက်ဘယင်ဖြစ်ရမယ်ပြောရလွယ်ပေမဲ့လောက်ရခတ်တဲ့အရာတစ်ခုပါပဲလက်ရှိဂီကလင်ဒီနဲ့သူမရဲ့ပထမမင်းဆက်အဖွဲ့အစည်းရဲ့အင်အားနဲ့ဆိုရင်ဘယင်ယာဒူးကိုရှင်ပြိုင်ဖို့ခက်ခဲနေတဲ့တခြားမင်းသားတွေကိုအနိုင်ယူပြီးဇလန်းရဲ့ကံကောင်းမှုရထားတဲ့အင်အားကြီးသူတွေကိုအနိုင်ယူဖို့ဆိုရင်လိုအပ်တာတွေအများကြီးမလုံလောက်သေးဘူးဒါပေမဲ့အခုတော့ငါရှိနေပြီလိုအပ်တာတွေကိုဖြည့်ဆည်းဖို့လမ်းကြောင်းတွေကိုလည်းငါစဉ်းစားပြီးသားအတွေ့ရတာကြာပြီးမဟုတ်ဘူးလားဇီကလင်ဒီအဲ့ဒီအချိန်မှာပဲမုန်းစရာကောင်းတဲ့အတန်တစ်ခုထွက်လာတယ်ငူရင်းဆက်သေးကလိုပဲချွန်ထက်တဲ့အတန်မြင့်ဒီဘဝမှာပထမဆုံးကြားရတာပဲမဲ့ဘယ်သူလဲဆိုတာချက်ချင်းသိလိုက်တယ်ပြောရရင်တော့ချီးကျူးတာပဲအတန်တစ်ခုတည်းနဲ့တောင်ဒီလောက်မနစ်သက်စရာကောင်းတဲ့လူတစ်ယောက်ရဲ့လက္ခဏာကိုပြနိုင်တာမယုံနိုင်လောက်အောင်ပဲငူရင်းဆက်ထဲမှာတော့အတန်တရုပ်ဆောင်ရဲ့အရေးချင်းဖြစ်ပေမဲ့ဒီကဘာမှာလည်းတူတူဆိုတော့သူကတကယ်ပဲအဆင်မပြေတဲ့ဇက်ကောင်ဖြစ်နေတယ်ဆိုတာသိကြတယ်ငါချက်ချင်းနောက်ပြန်လှည့်ပြီးဂီကလင်ဒီဘက်ကိုပြေးသွားတယ်။အဲ့ဒီအာယုံမရှိတဲ့စကားများတဲ့လူနဲ့ဂီကလင်ဒီကိုတစ်စက္ကန့်တောင်အတူထားလို့မရဘူး။ချက်ချင်းသူ့ကိုမြင်လိုက်တယ်။ဒီအတိုင်းဆိုရင်ငါလက်ကချက်ချင်းထိုးထွက်သွားနိုင်လို့အသက်ရှူနဲ့နဲ့ဆိုင်ဆိုင်ယူလိုက်တယ်။သူကအလွန်မင်းမိုင်မဲတဲ့လူပေမဲ့ရဲ့အမွေဆက်ခံသူလွယ်လွယ်နဲ့ထိုးလို့မရဘူး။ပြီးတော့ဒါကငါရဲ့အမားလေးဖြစ်တယ်။မျက်စိထဲမဝင်လို့တစ်ဖက်ချမ်းမှာရှိနေခဲ့တာဖြစ်မယ်။ရှားတွေ့ပြီးအဝေးထားတင်ခဲ့တာ။အဲ့ဒီလိုမလုံနိုင်ခဲ့ဘူးဆိုရင်တော့တကယ်တော့ဂီကလင်ဒီရဲ့ဘေးကနေခွာသွားမဖြစ်သင့်ခဲ့ဘူးမင်းလိုလူတယောက်ကလူမှုဆက်ဆံရေးပွဲမှာတွေ့ရတာရှားပါတယ်နော်ဒါကြောင့်ပဲစကားလာပြောလိုက်တာပါစာကြည့်တိုက်ထဲမှာပဲပိတ်နေရတာမပြင်းသေးဘူးလားအဲ့ဒီလိုဂုံယူဂုံတက်နဲ့ပြောနေတဲ့အနီရောင်စပင်ကောင်လေးသူ့နာမည်ကအီလိုင်ဘဲရော်ဘန်အင်ပါယာအနောက်ပိုင်းကအင်အားကြီးမြတ်တဲ့ရော်ဘန်မိသားစုရဲ့အမွေဆက်ခံသားဆိုတာကမူလအရသွေးစင်နဲ့ဆက်နွယ်နေသူတွေတကယ်လဲရော်ဘန်ကအရင်ဘရင်ရဲ့ဆွေမျိုးဖြစ်ပြီးအီလိုင်ကတော့ဂီကလင်ဒီရဲ့ဆွေမျိုးဟိုဘက်အရင်တော့တယောက်ပါရော်ဘန်မိသားစုကဘရင်တေဆုံးချိန်မှာအမွေကိုဆက်ခံထားပြီးသားဖြစ်လို့ဘရင်ရာထူးဆက်ခံခွင့်မရှိတော့ပေမဲ့ဘရင်မိသားစုနဲ့ဆက်နွယ်မှုကြောင့်အာနာဩဇာလွှမ်းမိုးမှုတွေကတော့အလွန်ကြီးမားနေတဲ့ငူရင်းဆက်ထဲကကီလီယန်ဆိုရင်ဒီလိုအာနာရှိတဲ့လူမျိုးတွေကိုခေါင်းညိတ်ပြီးလိုက်စားမဲ့သူတခင်ကိုတစ္ဆာထားတာထက်ကိုယ့်အသက်ရှင်ရေးကိုပိုရေးထားပြီးအမှန်တရားကိုတော့မျက်နှာမူမဲ့သူဥပမာဆိုရင်ရော်ဘန်မင်းကြီးတင်ဤကျမ်းမာချမ်းသာမှုကိုဆုတောင်းပါတယ်ဖက်နဲ့လေးတန်ရှင်းပေးခွင့်ပြုပါအောင်လိုအပ်ရင်လက်နဲ့တောင်မဟုတ်ပဲပါးစပ်နဲ့တောင်လိုက်ပါမယ်နော်လိုမျိုးပဲဒါပေမဲ့ငါတော့အဲ့လိုမလုပ်ဘူးအာနာကိုအားကိုးပြီးအပေါ်စီးကနေပြုတ်မှုတဲ့လူတွေကိုတင်ကန်းစာပေးဖို့လိုအပ်တယ်မကြခင်မှာမင်းလည်းငါမိသားစုလည်းဝင်လာရမယ်လေအဲ့ဒါကြောင့်အခုတည်းကလူတွေကိုတိထားတင်တယ်အိမ်ထဲဝင်ပြီးရင်အခုလိုလွတ်လပ်မှုမရတော့ဘူးနော်ကျမတင်နဲ့စိတ်ဆက်မယ်လို့လက်ခံထားတာမမှတ်မိပါဘူးဟာမင်းကဒီစကားပဲထပ်ပြောနေတယ်နော်စိတ်ပြက်စရာပဲဒီစကားတွေကိုနားထောင်ရင်ငါကောင်းထဲမှာသွေးကြောတွေပေါက်ထွက်တော့မလို့ဖြစ်လာတယ်အလိုလိုလှမ်းလှမ်းကန်ကန်လင်းမြန်လာတယ်ရိုးရိုးပြောရရင်ခုအချိန်မှာရိုက်မလားမရိုက်မလားဆိုရင်ငါစိတ်ကရိုက်မယ်ဘက်ကိုလုံးဝဝင်သွားပြီးသားတကယ်တော့ငါကအီလိုင်ကိုအရင်ဘဝတည်းကတည်းကမုန်းနေခဲ့တာသူ့ထက်မုန်းရတဲ့သူဆိုရင်မူရင်းကီလီယန်ပဲရှိတယ်ဒါပေမဲ့အခုကအဲ့ဒီကီလီယန်ကငါဖြစ်နေပြီဆိုတော့အခုအချိန်မှာအီလိုင်ကအမုန်းဆုံးလူဖြစ်နေပြီးဒီကလင်ဒီကသူ့ကိုညှင်းလိုက်တာကြောင့်အနှောက်အယှက်တွေလုပ်ပြီးနောက်ပိုင်းမှာတော့မူရင်းဆက်သေးကနာယကမိန်းကလေးကိုချိုချိုမြိန်မြိန်လိုက်စားနေတဲ့ပုံစံဘယ်နှစ်ကြိမ်ရိုက်မလုံလောက်ဘူးအမှန်တရားအရအခုအီလိုင်ပြောနေတဲ့စကားတွေကမလေးစားခြင်းတောင်မဟုတ်တော့ဘူးတေရန်တောင်ထိုက်တန်တဲ့အထိဖြစ်နေပြီဒါပေမဲ့ဒီနေရာမှာသူ့ကိုတားနိုင်တဲ့အဆင့်တန်းရှိတဲ့သူမရှိဘူးမင်းမျိုးမင်းနွယ်အဆင့်တန်းရဆိုရင်မျိုးသားမိသားစုကဘယင်းမျိုးနွယ်ပြီးရင်ဒုတိယနေရာတားနိုင်တာဆိုရင်ဂီကလင်တွေကိုယ်တိုင်ပဲဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုလုပ်နိုင်ရင်ဒီလောက်မခတ်ဘူးထို့ပြင်အီလိုင်နဲ့ဂီကလင်တွေကဆွေမျိုးတွေဖြစ်ပြီးအရင်ကစိတ်ဆက်ထားမှုတဲ့ဆက်ဆံရေးလည်းရှိတယ်ဂီကလင်တွေကအဲ့ဒီအိမ်ထောင်ကိုတရားဝင်ညှင်းထားပြီးသားပေမဲ့အဲ့ဒီဆက်ဆံရေးကြောင့်တခြားသူတယောက်ဝင်လန်းပြောဖို့ခက်ခဲနေတယ်မဖြစ်နိုင်ဘူးဒီလူကဂီကလင်တွေမတုတ်ပြန်ဘူးဆိုတာသိပြီးအရန်ကိုအပေါ်စီးကနေပြောနေတယ်တကယ်ကိုမုန်းစရာကောင်းလွန်းတယ်မင်းကတော့ဂီကလင်တွေမင်းသမီးငါအီလိုင်ရဲ့ကြောဘက်ကနေရည်ရွယ်ပြီးဂီကလင်တွေကိုခေါ်လိုက်တယ်အဲ့ဒီတခဏအီလိုင်ကအလွန်မြန်တဲ့အရှိန်နဲ့လှည့်ကြည့်ပြီးငါ့ကိုမြင်လိုက်တာနဲ့တဘာဝရန်သူကိုတွေးလိုက်တဲ့တိရစ္ဆာန်လိုနောက်ကိုခုန်ထွက်သွားတယ်တကယ်ဆိုရင်အလှဆင်ထားတဲ့မြေချမ်းကြောင်တကောင်လိုပဲအရန်ကိုကိုက်ညီနေတယ်သူ့မျက်နှာကအံ့အားသင့်ခြင်းနဲ့ကြောက်ရွံ့မှုတွေကြောင့်ပြောင်းလဲသွားတယ်ဒီနေရာမှာငါရှိနေတယ်ဆိုတာမယုံနိုင်ဘူးဆိုတဲ့မျက်နှာပဲကြည့်ရတာကျောင်းတုန်းကအမတ်တရကြောက်စရာတွေအခုထိမပြောက်သေးဘူးထင်တယ်အမှန်တော့ငါမရှိတဲ့နေရာမှာဒီလိုအကျင့်မကောင်းတွေလုပ်နေပြီဒီကလင်တွေကိုတော့မလေးစားပြုမှုနေတယ်ဆိုတာတကယ်ကိုတင် जा မှုမလုံလောက်တာပဲလို့ခံစားမိတယ်စစ်ဗန်မင်းသားကြီးပြဿနာရှိနေတာတွေ့လို့လာရောက်ကူညီတာပါအဲ့ဒီလိုပြောပြီးငါတလန်းချင်းရှေ့တိုးပြီးဒီကလင်တွေနဲ့အီလိုင်ကြားထဲဝင်ရောက်လိုက်တယ်အခုကဒိုင်းဖြစ်ရမယ့်အချိန်အဲ့ဒီတိုင်းကကာကွယ်ဖို့ပဲမဟုတ်ဘူးလိုအပ်ရင်ရိုက်ဖို့လဲသုံးလို့ရတယ်စစ်ပါမင်းဘာလို့ဒီမှာရှိနေတာလဲဘာလို့လဲဆိုတာမလိုပါဘူးကျွန်တော်ကဂီကလင်ဒီမင်းသမီးရဲ့အဆောင်ဆိုတော့သူမဘေးမှာရှိနေခြင်းကတဘာဝတရားပါပဲမဟုတ်လားဘာမင်းကဂီကလင်ဒီရဲ့
ဟုတ်ပါတယ်ငါနဲ့အီလိုင်ကြားဆက်ဆံရေးကိုမသိသေးပေမဲ့ဂီကလင်ဒီကခေါင်းငိတ်လိုက်တယ်သူမရဲ့မျက်နှာထဲမှာစိတ်ထဲကမကျေနပ်မှုတွေလျော့သွားတဲ့အရေးတွေမြင်ရတယ်ဘလို့ပဲဖြစ်ဖြစ်အီလိုင်အထိတ်တလန့်ဖြစ်နေတာကိုသူမမြင်ရတာကအတွက်တော့စိတ်ချမ်းသာစရာဖြစ်နေမယ်